ဖျားရှင်တတ်တော်ထင်ရှားရှိစဉ်ကာလတာဝတိပြည်ကြီးရဲ့မနက်မိုးတော့အချိန်ကာလကအလွန်ကိုပဲဒါယာကြည်နူးပွဲကောင်းနေခဲ့ပါတယ်။နေပင်ကြီးရဲ့အရှိန်အဝါကြောင့်ပေါ်ထွက်လာတဲ့ရွှေရောင်အဆင်းရှိတဲ့နေကြည်နုနုတွေကလည်းမြင်မလှတဲ့နန်းပြတ်တဲ့အဆောင်တွေပေါ်မှာတစ်ဖြက်ဖြက်တောက်ပလျက်ရှိနေခဲ့ပါတော့တယ်။အဲဒီလိုမင်္ဂလာရှိလှတဲ့အချိန်ခါသမယမှာကောသလမင်းကြီးကမင်းခံမင်းသားအပြည့်အစုံနဲ့မြင့်မြတ်လှတဲ့ရာဇပလင်ထက်ကထတော်မူပြီးနန်းဆောင်အထက်ကနေမိမိအုပ်ချုပ်ရာတိုင်းပြည်ကြီးကိုငေးမောကြည့်ရှုနေခဲ့ပါတယ်။တိုက်ခတ်လာတဲ့လေပီအေးတွေကမြို့သူမြို့သားတွေရဲ့လှုပ်ရှားမှုအတန်တွေကိုနန်းရင်ပြင်ထက်စီကိုဒါယာငြိမ်ချောင်းစွာပဲတည်ဆောင်လာခဲ့ပါတော့တယ်။အဲဒီလိုမျိုးမိမိရဲ့တိုင်းနိုင်ငံတော်ကြီးကိုကြည့်ရှုနေစဉ်အတွင်းမှာပဲမင်းကြီးရဲ့စက္ကူအာယုံမှာအလွန်တရာကြီးညိုတက်ပဲပွဲကောင်းလာတဲ့မြင်ကွင်းထူးတစ်ခုကထင်ရှားစွာပဲပေါ်ပေါက်လာခဲ့ပါတော့တယ်။မင်းကြီးမြင်တွေ့လိုက်ရတာကအနာတပင်တရေကြီးနဲ့ဝိတာခါကျောင်းအမကြီးတို့ရဲ့နန်းပိမှန်ကြီးလိုခမ်းနားလာတဲ့အိမ်ကေယာတွေစီကိုတင်ကန်းရောင်အစင်းနဲ့တင်တယ်ငိမ်သက်အေးချမ်းလှတဲ့ရဟန်းတန်ဃာတော်တွေကထောင်တောင်းချပြီးစီတန်းကြွလှမ်းတော်မူနေကြခြင်းပဲဖြစ်ပါတယ်။မင်းကြီးရဲ့အမြင်အာရုံထဲမှာမြို့လမ်းမကြီးတစ်ခုလုံးရွှေဝါရောင်လှိုင်းတပိုးကြီးတွေလှုပ်ရှားဖြတ်တန်းသွားလာနေသလိုမြို့တော်မှထင်မှတ်ရလောက်အောင်ကိုအလွန်တရာကိုပဲကြီးညိုပွဲကောင်းနေခဲ့ပါတယ်။အဲဒီမြင်ကွင်းကိုမြင်တွေ့နေရတဲ့ကောသလမင်းကြီးရဲ့စိတ်နှလုံးသားထဲမှာနှစ်သက်အားရခြင်းပီတိတွေကရင်ဝယ်မဆန့်အောင်ပဲရှံတက်လာခဲ့ပါတော့တယ်။အဲဒီအခါမှာမင်းကြီးကဘေးနားမှာရှိနေကြတဲ့အမတ်တွေကိုအခုလိုမျိုးမိန်ကြားတော်မူလိုက်ပါတော့တယ်။အိုးအမတ်တို့ကြည်ရှုကြလော့။ငါရဲ့မြို့တော်သူမြို့တော်သားတွေကနိဗ္ဗာန်ကိုရှေးရှုတဲ့ကုသိုလ်ကြီးအေးကိုအမြိုက်အစီအနှစ်တစ်ဖွဲဘလောက်တောင်မှတောက်တုံးနေကြသလဲဆိုတာကြည်စမ်းပါဦး။အဲဒီအခါမှာမင်းချင်းအမတ်တို့ကလည်းရိုသေစွာနဲ့လက်အုပ်ချီမိုးပြီးမှန်လာပါအရှင်မင်းကြီးမြတ်အခုမြင်တွေ့တော်မူရသည့်အတိုင်းအနာတပင်တထေးကြီးရဲ့အိမ်တော်မှာယဟန်တော်2000ဝိတာခါကျောင်းအမကြီးရဲ့အိမ်တော်မှာယဟန်တော်2000စသည်ဖြင့်အတီးတီးသောအိမ်ကေယာတို့မှာစွန်ခဲပွဲဘောဇင်တွေကိုအာရပါရဆက်ကလူရန်နေကြခြင်းဖြစ်ပါတယ်ဖေဟာဆိုပြီးပြန်လဲလျှောက်တင်လိုက်ကြပါတော့တယ်။အဲဒီလိုမျိုးအမတ်တို့ရဲ့ပြန်လဲလျှောက်တင်တန်ကိုကြားလိုက်ရတဲ့မင်းကြီးရဲ့စိတ်တရံမှာကောင်းလေစောကောင်းလေစောငါဒီလဲဤကဲ့သို့သောကုသိုလ်ရည်စည်းကြောင်းကြီးထဲမှာပါဝင်ဆင်နွှဲရမယ်ဆိုရင်အလွန်တရာကိုပဲကောင်းလေစွာဆိုတဲ့အားကြကြီးညိုစိတ်တွေတဖွာဖွာပေါ်ပေါက်လာခဲ့ပါတော့တယ်။အဲဒီနောက်မင်းကြီးလဲချက်ချင်းဆိုသလိုနန်းတွင်ရှင်သားရာကိုပြင်ဆင်စေပြီးမြတ်စွာဘုရားရှင်ကိန်းဝတ်စံပယ်တော်မူရာစေတဝင်ကျောင်းတိုက်တော်စီကိုတရားတရားထက်သန်တဲ့စိတ်တွေနဲ့ထွက်ခွာတော်မူခဲ့ပါတော့တယ်။စေတဝင်မဟာကျောင်းတိုက်တော်ကိုရောက်တဲ့အခါမှာတော့မင်းကြီးကအေးမြလှတဲ့တရိပ်ဝါရိပ်တွေအကြားမှာတရင်သုံးနေတဲ့မြတ်စွာဘုရားရှင်ကိုရိုးရိုးတည်တည်နဲ့ပဲရှ िख ိုးပူဇော်လိုက်ပါတော့တယ်။အဲဒီနောက်မှာတော့ကြည်လင်ရှင်ပြတဲ့ဗီဒီတွေနဲ့အတူမြတ်စွာဘုရားရှင်ကိုအခုလိုမျိုးလိုက်လဲစွာပဲပင့်ဖိတ်လျှောက်ထားလိုက်ပါတော့တယ်။အရှင်ဘုရားနဲ့တကွတန်ဃာတော်အပေါင်း1000တို့ကတပည့်တော်ရဲ့နိုင်ရင်ပင်စီကိုကြွားရောက်ပြီးတော့ဆုံးအလူခံတော်မူပါဖေဟာဆိုပြီးလျှောက်တင်လိုက်ပါတော့တယ်။အဲဒီလိုမျိုးမင်းကြီးရဲ့လျှောက်ထားမှုကိုမြတ်စွာဘုရားရှင်ကစိတ်စိတ်နေခြင်းနဲ့ပဲလက်ခံတော်မူလိုက်ပါတော့တယ်။အဲဒီနောက်မှာတော့တာဝတိပြည်ကြီးရဲ့နိုင်ရင်ပင်တစ်ခုလုံးမှာ9ရက်တိုင်တိုင်ကိုပဲကုသိုလ်နန္တာတွေနဲ့တင်းပြတ်နေခဲ့ပါတော့တယ်။ကောသလမင်းကြီးဟာလည်းရွှေရောင်ဝင်းပနေတဲ့ဇွန်အုပ်တွေကိုကိုယ်တိုင်ကိုယ်ကြမမောနိုင်မပန်းနိုင်တဲ့ဇွဲလုံးလားနဲ့စက္ကပ်လှူဒန်းခဲ့ပါတယ်။မြတ်စွာဘုရားရှင်နဲ့တန်ဃာတော်တွေရဲ့ငြိမ်သက်အေးချမ်းလှတဲ့အိမ်တွေတို့ကိုဖူးမြော်ရတဲ့အတွက်မင်းကြီးရဲ့ရင်ထဲမှာဖြစ်ပေါ်လာတဲ့ပီတိတွေကသမုဒ္ဒရာရေပင်ကြီးတလိမ့်လိမ့်တက်လာသလိုမျိုးဖြစ်နေခဲ့ပါတော့တယ်။အဲဒီလိုနဲ့9ရက်မြောက်တဲ့နေ့ရက်မနက်မိုးတော့အချိန်ကိုရောက်တဲ့အခါမှာတော့မင်းကြီးကဒီကုသိုလ်အလင်းရောင်ကိုမိမိစီမှာအမြဲတမ်းတည်ရှိနေစေခြင်းနဲ့ဆန္ဒနဲ့မြတ်စွာဘုရားရှင်ရဲ့ခြေတော်ချင်းမှာဝတ်ပြုပြီးအခုလိုမျိုးဒိုးရှိုးလျှောက်ထားပြန်ပါတယ်
အရှင်ဖျားတပည့်တော်ရဲ့နန်းတော်ကိုဘုရားရှင်နဲ့တကွယဟန်တော်900တို့ကနေစဉ်မပြတ်ကိုပဲဆုံးဖုံပေးကြွတော်မူပါဖျားဆိုပြီးလျှောက်ထားတော်မူလိုက်ပါတယ်အဲ့ဒီအခါမှာဂိဟုနာတော်ရှင်မြတ်စွာဘုရားကဒီငြိမ်အေးချမ်းတဲ့အတန်တော်နဲ့အခုလိုမျိုးမိန်ကြားတော်မူလိုက်ပါတယ်မြတ်တော်မင်းကြီးဘုရားရှင်တို့ဆိုတာတဏှာထဲမှာပဲအမြဲတမ်းဆုံးခံယူလိမ့်မရှိပါဘူးလောကမှာရှိတဲ့ဝိနည်းတတ္တဝါအပေါင်းတို့ကလည်းဘုရားရှင်ကြွလာမှာကိုဖူးမြော်ဖို့အတွက်တောင်းတနေကြတယ်မဟုတ်လားအဲ့ဒီစကားတော်ကမင်းကြီးရဲ့မိမိအတွက်ပဲကြည့်တဲ့ဆန္ဒကိုဘယ်ဖြတ်ပေးလိုက်ပြီးအများအကျိုးကိုကြည့်တတ်စေတဲ့ဉာဏ်အလင်းကိုပေးလိုက်တယ်လို့မျိုးဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့လည်းကုသိုလ်အစမပြတ်လို့တဲ့မင်းကြီးကအရှင်ဖျားအဲ့ဒီလိုဆိုရင်လဲမြတ်စွာဘုရားရှင်ကိုစားယဟန်900တို့နဲ့အတူဦးဆောင်ကြွရောက်မဲ့အကြီးအမှုယဟန်တစ်ပါးကိုဆေလွတ်ပေးတော်မူပါဖျားဆိုပြီးထပ်မံပြီးတော့လျှောက်ထားခဲ့ပြန်ပါတယ်အဲ့ဒီအခါမြတ်စွာဘုရားရှင်ကအနီးကပ်ပြုစုနေတဲ့အရှင်အာနန္ဒာကိုကြည့်ပြီးမင်းကြီးရဲ့တရားတရားကိုချီးမြှောက်တဲ့အနေနဲ့တာဝန်ပေးတော်မူလိုက်ပါတယ်အဲ့ဒီအချိန်ကစပြီးတာဝတိနန်းတော်ကြီးထဲမှာအရှင်အာနန္ဒာဦးဆောင်တဲ့ယဟန်900တို့ရဲ့ငြိမ်သက်လှတဲ့ခြေလမ်းတံတွေနဲ့အတူကုသိုလ်တရားတွေကခိုင်မာစွာပဲအမြင့်တွေကြံရစ်ခဲ့ပါတော့တယ်ဒါပေမဲ့ဒီနေ့မှာတော့နေမင်းကြီးကတာဝတိနန်းတော်ရဲ့ကောင်းကင်ယံကိုတရွေ့ရွေ့တလှမ်းလာခဲ့ပေမဲ့နန်းတော်ထဲမှာတော့အမြဲတမ်းစီကားနေကြကုသိုလ်ပွဲတွေကဒိတ်စိတ်၆ကပ်နေခဲ့ပါတယ်အဲဒီလိုဖြစ်ရတာကတော့ကောသလမင်းကြီးဟာရှုပ်ထွေးလှတဲ့နန်းရည်နန်းရာကိစ္စတွေကြားမှာနေမွန်းနေခဲ့လို့ပါပဲမင်းကြီးကအမြဲတမ်းလှုပ်လာခဲ့တဲ့ဆွန်းလောင်းလှူတဲ့ကိစ္စကိုတတိမေရောနေခဲ့ပါတယ်နန်းတော်ထဲမှာရှိတဲ့ဆွန်းခဲပွဲတွေကအသင့်ရှိနေခဲ့ပေမဲ့မင်းအမိန်ဆိုတဲ့စကားတစ်ခုမရတာကြောင့်ဘယ်သူမှမလှုပ်ရှားရဲကြပါဘူးအကြောက်တရားကတရားတရားကိုလွှမ်းမိုးထားတဲ့အဲ့ဒီမနက်ခင်းမှာအရှင်အာနန္ဒာဦးဆောင်တဲ့ယဟန်တော်900တို့ကငြိမ်သက်စွာဆောင်ဆိုင်နေခဲ့ပေမဲ့လောင်းလူမဲ့သူတဦးတယောက်မှပေါ်မလာခဲ့ပါဘူးပထမနေ့ဒုတိယနေ့အဲ့ဒီကနေတတိယနေ့အထိတိုင်အောင်ပဲယဟန်တော်တွေကမင်းကြီးရဲ့မေလျှောမှုကိုသိသွားကြတဲ့အတွက်ဇေဒဝင်ကျောင်းတော်ကိုတပါးပြီးတပါးပြန်ကြွသွားခဲ့ကြပါတယ်ဒါပေမဲ့မေတ္တာတရားကြီးမားလာတဲ့အရှင်အာနန္ဒာကတော့မတုံမလှုပ်ပဲကြံရစ်နေခဲ့ပါတယ်ဒါကဒါယကာတွေရဲ့တရားတရားအညောင်မကျိုးစေဖို့နဲ့နောင်တစ်ချိန်မှာနောင်တမရစေဖို့အတွက်တပါးတည်းကိုပဲတီကြီးဆောင်ဆိုင်နေခဲ့တာပါနန်းတွင်အမှုထမ်းတွေကလည်းအရှင်မြတ်ရဲ့အေးချမ်းလှတဲ့အိမ်တွေကိုမြင်မှပဲတတိရလာကြပြီးတပါးတည်းကြံခဲ့တဲ့မထေမြတ်ကိုအလူရက်ဆုံးကပ်လှူကြပါတယ်အရှင်အာနန္ဒာပြန်ကြွသွားပြီးတော့မကြခင်မှာပဲမင်းကြီးကအလုပ်တွေအားလို့ပြန်ရောက်လာခဲ့ပါတယ်အဲ့ဒီအခါမှာပြင်ဆင်ထားတဲ့ဆွန်းတွေကဘသူကိုမှမလှူရသေးဘဲနဲ့အပုံလိုက်ကြီးကြံနေတာကိုမြင်လိုက်ရတဲ့အခါမှာမင်းကြီးရဲ့ရင်ထဲဒေါသတွေကတောက်လောင်လာခဲ့ပါတော့တယ်အလိုငါရဲ့ဒီလောက်ခမ်းနားတဲ့ဆွန်းတွေကိုယဟန်တော်တွေကဘာဖြစ်လို့များပြစ်ပယ်သွားကြတာလဲဒါကငါရဲ့တရားတရားကိုဖျက်ဆီးလိုက်တာပဲဆိုပြီးအမျက်ထွက်ပါတော့တယ်မင်းကြီးကမိမိရဲ့မေရောမှုကိုပြန်မစင်ကျင်ပဲနဲ့ယဟန်တော်တွေအပေါ်မှာပဲစိတ်ဆိုးမှန်ဆိုးနဲ့ဇေဒဝင်ကျောင်းတော်ကြီးစီကိုဒေါသတကြီးကိုပဲထွက်ခွာလာခဲ့ပါတော့တယ်ဇေဒဝင်မဟာကျောင်းတော်ရဲ့အေးမြတဲ့တိရိတ်ဝါရိတ်အောက်ကိုရောက်တဲ့အခါမှာတော့မင်းကြီးရဲ့ရင်ထဲကဒေါသတွေကမြတ်ဗုဒ္ဓရဲ့ကြည်လင်တန်ရှင်းတဲ့မျက်နှာတော်ကိုဖူးမြင်လိုက်ရယုံနဲ့တင်အတော်လေးကိုပဲငြိမ်သက်သွားခဲ့ပါတယ်မြတ်စွာဘုရားကလည်းမင်းကြီးရဲ့စိတ်အကြံစီကိုသိတော်မူတာကြောင့်တာယာငြိမ်ချောင်းတဲ့အတန်တော်နဲ့အခုလိုမျိုးမိန်ကြားတော်မူလိုက်ပါတယ်မြတ်တော်မင်းကြီးယဟန်တော်တွေဆိုတာဝိတ္တတာလို့ခေါ်တဲ့ယုံကြည်ကျွမ်းဝင်မှုရှိတဲ့နေရာမျိုးကိုပဲကြောက်ရောက်လေရှိကြတယ်မင်းကြီးရဲ့နန်းတော်ထဲမှာဆွန်းခဲပွဲတွေကပေါ်များပေမဲ့ယဟန်တော်တွေအပေါ်မှာနှွေးထွေးတဲ့ဆက်ဆံမှုမျိုးတော့လိုအပ်နေသေးပုံရတယ်ဆိုပြီးမိန်ကြားပြီးတဲ့နောက်မှာတော့ယင်းဤကျွမ်းဝင်မှုရဲ့အရေးကြီးပုံကိုတရားဓမ္မတွေနဲ့ဟောကြားပေးခဲ့ပါတယ်မင်းကြီးကတရားတော်ကိုနာကြားရပြီးတဲ့နောက်မှာတော့မိမိအမိန်အာဏာနဲ့ပဲဆက်ဆံမိခဲ့ပါလားဆိုပြီးမိမိရဲ့အမှားကိုသိမြင်လာခဲ့ပါတယ်အဲ့ဒီလိုနဲ့နန်းတော်ကိုပြန်လဲရောက်ရှိတဲ့အခါမှာတော့ငါဘလို့လုပ်ပြီးတော့ယဟန်တန်ဃာတော်တွေနဲ့
မိသားစုလိုမျိုးရင်းနှီးသွားနိုင်တယ်လေဆိုတာကိုအကြီးအကျယ်ကိုပဲစဉ်းစားနေခဲ့ပါတော့တယ်အဲဒီလိုစဉ်းစားရင်းနဲ့မင်းကြီးရဲ့စိတ်ထဲမှာအကြံကောင်းတစ်ခုကဖြစ်ပေါ်လာခဲ့ပါတယ်အဲဒါကတော့မြတ်စွာဘုရားရှင်ရဲ့ဆွေတော်မျိုးတော်တာကီဝင်မင်းမျိုးတဲ့ကမင်းသမီးတစ်ပါးကိုမိဖုရားအဖြစ်တင်မြှောက်လိုက်ဖို့ပါပဲငါသာတာကီဝင်မင်းသမီးတစ်ပါးကိုမိဖုရားမြှောက်လိုက်မယ်ဆိုရင်မြတ်စွာဘုရားရှင်နဲ့ငါကဆွေမျိုးတော်ဆက်သွားလိုက်မယ်အဲ့ဒီအခါမှာယဟန်တော်တွေကလည်းငါ့ကိုဆွေမျိုးရင်းချလို့တတ်မှတ်ပြီးနန်းတော်ကိုကိုယ့်ရဲ့အိမ်လိုမျိုးအကျွမ်းတော်ဝင်ပဲကြွလာကြလိမ့်မယ်လို့တွေးပြီးသဘောကျသွားခဲ့ပါတယ်ဒါကြောင့်အမတ်တွေကိုခေါ်ပြီးကပိလဝတ်ဘီကတာကီဝင်မင်းသမီးတစ်ပါးကိုတောင်းယူဖို့အတွက်ရာဇသံနဲ့ဆေလွတ်လိုက်ပါတော့တယ်ကပိလဝတ်ဘီကိုတာဝိထီကရာဇသံရောက်လာတဲ့အခါမှာတော့တာကီဝင်မင်းတွေကြားမှာတုန်လှုပ်သွားခဲ့ကြပါတယ်အာနာကြီးတဲ့ကောသလမင်းကြီးရဲ့တောင်းဆိုချက်ကိုညှင်းဖို့ဆိုတာကလည်းအင်အားချင်းမမျှလို့ခက်ခဲနေခဲ့တယ်လို့မိမိတို့ရဲ့တန့်စင်တဲ့အမျိုးအနွယ်ကိုသူတစ်ပါးနဲ့ရောနှောပစ်ဖို့ကလည်းတာကီဝင်တွေရဲ့မာနကလုံးဝခွင့်မပြုနိုင်ဘူးဖြစ်နေခဲ့ပါတယ်ညင်းရင်လည်းစစ်ဖြစ်မယ်ပေးရင်လည်းအမျိုးဆက်ညှိုးနွမ်းမယ်ဆိုတဲ့အကြက်အတဲကြားမှာမဟာနာမမင်းကလက်ကွက်တစ်ခုကိုထုတ်သုံးလိုက်ပါတော့တယ်အဲ့ဒါကတော့မိမိနဲ့ကျွန်မတူကမွေးထားပေမဲ့နတ်သမီးလေးလိုလှပလွန်းတဲ့ဝါဒပခတ္တိယမင်းသမီးကိုတာကီဝင်မင်းသမီးစစ်စစ်ဆိုပြီးဟန်ဆောင်ပေးလိုက်ဖို့ပါပဲအဲ့ဒီအချိန်မှာတာဝတိကလာတဲ့မင်းချင်းတွေတန်တရားမဖြစ်အောင်လို့မဟာနာမမင်းကမင်းသမီးနဲ့တဝိုင်းနဲ့အတူတူစားတော့ပြပြီးအယုံသွင်းခဲ့ပါတယ်မင်းချင်းတွေကလည်းအဲ့ဒါကိုအဟုတ်မှတ်ပြီးချောမောလှပတဲ့မင်းသမီးငယ်ကိုတာဝတိပြည်ကြီးစီကိုခေါ်ဆောင်သွားခဲ့ကြပါတော့တယ်တာဝတိနန်းတော်ကိုရောက်တဲ့အခါမှာတော့ကောသလမင်းကြီးကဝါဒပခတ္တိယမင်းသမီးရဲ့လှပတဲ့ရုပ်ရည်နဲ့ငြိမ်သက်တဲ့အိမ်တွေကိုအတော်လေးကိုပဲသဘောကျသွားခဲ့ပါတယ်ဒါကြောင့်အချမ်းအရန်အဆောင်အလင်းနဲ့ချီးမြှောက်ပြီးမိဘကောင်ကြီးအရာကိုအနှင်းခဲ့ပါတော့တယ်အဲဒီလိုနဲ့တာဝတိနန်းတော်ထဲမှာတရားတရားမာနလှက်ကွက်တွေနဲ့ချစ်ချင်းမြတ်တာတွေရောရှက်နေတော့မှာပဲမကြခင်မှာဝိတတုပါလို့အမည်ရတဲ့တာယတနာလေးကိုဖွားမြင်ခဲ့ပါတော့တယ်နန်းတော်တစ်ခုလုံးဝမ်းသာနေကြပေမဲ့အဲ့ဒီပျော်ရွှင်မှုတွေရဲ့နောက်ွယ်မှာဖုံးကွယ်ထားတဲ့လှုပ်ဝက်ချက်ကြီးကနောက်တစ်ချိန်မှာသွေးကြောင်စီမဲ့ဘေးဒုက္ခကြီးတစ်ခုဖြစ်လာခဲ့မယ်ဆိုတာကိုဘယ်သူမှထင်မှတ်မထားခဲ့ကြပါဘူးနန်းတွင်ထဲမှာစူညံနေတဲ့ကြားကအမည်ပေးရမှာလဲမာခဲ့တဲ့အမားလေးတစ်ခုကကံကြမ္မာကိုအကြီးအကျယ်ပြောင်းလဲစေခဲ့ပါတော့တယ်အဖိုးဖြစ်သူမဟာနာမမင်းကဝီလာပါလက်လာပါပေါ်များသူလို့အမည်ပေးခဲ့ပေမဲ့မင်းချင်းတွေကတော့ဝိတတုပါလို့ပဲလွယ်မစာကြားသွားခဲ့ကြပါတယ်ကောသလမင်းကြီးကလည်းအဲ့ဒီဝိတတုပါဆိုတဲ့နာမည်ကိုမင်္ဂလာအမည်တစ်ခုလို့ပဲထင်ပြီးဂုဏ်ယူစွာနဲ့လက်ခံခဲ့ပါတော့တယ်အဲ့ဒါအပြင်မင်းကြီးကမြတ်ဗုဒ္ဓကိုကြည်ညိုလွန်းတာကြောင့်မိမိရဲ့သားလေးကိုငယ်စဉ်ကလေးတည်းကစစ်တေနာပတိအရာကိုခန့်အပ်ပြီးအာဏာတွေကိုအနှင်းထားခဲ့ပါတယ်ဝိတတုပမင်းသားလေးအသက်9နှစ်ရွယ်ရောက်တဲ့အခါမှာတော့စိတ်ထဲမှာမေကွန်တစ်ခုကစပြီးတော့ဖြစ်ပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့တခြားမင်းသားလေးတွေကအမေဘက်ကဆွေမျိုးတွေစီကနေပြီးလက်ဆောင်တွေရနေကြပေမဲ့သူမှာတော့ဆွေမျိုးအရေးအယောင်တော်မှရှိမနေခဲ့လို့ပါပဲအဲ့ဒီအခါမှာအမေဖြစ်သူဝါဒပခတ္တိယကတုံလှုပ်နေတဲ့စိတ်ကိုအတင်းထိန်ပြီးခရီးလန်းကဝေးလွန်းလို့လက်ဆောင်တွေနောက်ကျနေတာပါဆိုပြီးချော့မော့ပြောပြီးတော့လိုအပ်ချက်တွေမပေါ်အောင်လို့ခက်ခက်ခဲခဲကိုပဲဖုံးကွယ်ခဲ့ရပါတယ်အဲဒီလိုနဲ့ဝိတတုပမင်းသားအသက်16နှစ်အရွယ်ရောက်လာတဲ့အခါမှာတော့အမေဘက်ကဆွေမျိုးတွေကိုတွေ့ချင်းမြင်ချင်းနဲ့စိတ်ကဒါစီလိုမရအောင်ပဲဖြစ်လာခဲ့ပါတော့တယ်အမေဖြစ်တဲ့သူဝါဒပခတ္တိယကလည်းအယံကိုစိုးရိမ်သွားပြီးတာကီဝင်မင်းတွေစီကိုလှုပ်ဝက်စားတစ်စောင်းအမြန်ပေးဖို့ပြီးမှပဲသားတော်ရဲ့ခရီးစဉ်ကိုခွင့်ပြုခဲ့ပါတော့တယ်အဲဒီလိုနဲ့ဝိတတုပမင်းသားကပိလဝတ်ပြည်ကြီးစီကိုရောက်တဲ့အခါမှာတော့မာနာကြီးလှတဲ့တာကီဝင်မင်းတွေကကျွန်မကမွေးတဲ့သားကိုသူတို့ထက်ငယ်တဲ့သားမြေးတွေကရှ िख ိုးရမှာကိုအလိုမရှိကြပါဘူးဒါကြောင့်ပဲမင်းသားထက်ငယ်တဲ့တာကီဝင်ကလေးတွေကိုတခြားတနေရာစီကိုအကုန်အစင်ပဲပို့ထားခဲ့ကြပါတယ်ဝ
ဝိတတူပမင်းသားလေးကလူကြီးမိဘတွေကိုရိုးရိုးသေးသေးရှိခိုးပေမဲ့သူ့ကိုပြန်ပြီးတော့အလေးပြုမဲ့သူတယောက်မှမရှိတာကိုတွေ့ရတဲ့အခါမှာတော့တန်တရားစိတ်တွေနဲ့ပဲနေပြည်တော်ကိုပြန်ခဲ့ရပါတယ်။ဒါပေမဲ့ရန်ချိုးမိကတော့မမျှော်လင့်ဘဲနဲ့စတင်တောက်လောင်ဖို့အကြောင်းတစ်ခုကဖန်လာခဲ့ပါတော့တယ်။အဲ့ဒါကတော့လက်နက်မေးချန်ခဲ့တဲ့စစ်တီတော်တယောက်ကနန်းတော်ကိုပြန်လာတဲ့အချိန်မှာကျွန်မတယောက်ကဒီနေရာကကျွန်မရဲ့သားဝိရတူပထိုင်သွားတဲ့နေရာပဲဆိုပြီးအဲ့ဒီလိုမျိုးထိုင်သွားတဲ့နေရာကိုနွားနိုးနဲ့ယွန်းရှာကိုပဲဈေးကြောနေတာကိုလက်နက်ကြံခဲ့လို့ပြန်ယူတဲ့စစ်တီအမတ်ကတွေ့မြင်သွားခဲ့ပါတော့တယ်။အဲ့ဒီသတင်းကဝိတတူပမင်းသားရဲ့နားထဲကိုရောက်သွားတဲ့အခါမှာမင်းသားရဲ့မျက်နှာကဒေါသကြောင့်หนีမြန်းလာပြီးမျက်လုံးတွေထဲမှာလဲအမုန်းမီလျံတွေကတဝုံဝုံကိုပဲတောက်လောင်လာခဲ့ပါတော့တယ်။မင်းသားကကပိလဝိတ်ပြည်ဘက်ကိုပြန်လှည့်ကြည့်လိုက်ပြီးအေးအခုတော့သူတို့ကငါထိုင်ခဲ့တဲ့ပြင်ချက်ကိုနွားနိုးနဲ့ဆေးကြောနေကြအောင်မယ်။ငါသာမင်းဖြစ်တဲ့တနေ့ကျရင်တော့အဲ့ဒီတာဂီဝင်တွေရဲ့လေချောင်းသွေးနဲ့ဒီပြင်ချက်ကိုငါဆေးကြောပြမယ်ဆိုပြီးကြောက်စရာကောင်းအောင်လို့ကိုဂျုံဝါချိန်ဆခဲ့ပါတော့တယ်။ဒါယာအေဂျင့်လှတဲ့ကပိလဝိတ်ပြည်ရဲ့လေတူထဲမှာဝိတတူပရဲ့ရန်ညိုးစကားတွေကသွေးညီနံ့တွေနဲ့အတူလွှမ်းမိုးသွားခဲ့ပါတော့တယ်။အဲဒီလိုနဲ့တာဝတိပြည်ကိုပြန်ရောက်တဲ့အခါမှာတော့ကပိလဝိတ်ပြည်မှာဖြစ်ပျက်ခဲ့သမျှတွေကတော်မီတစ်ခုလိုမျိုးပဲတတိုင်းပြည်လုံးကိုပြန့်နှံ့သွားခဲ့ပါတယ်။မိမိကိုအမျိုးမစစ်တဲ့ကျွန်မသမီးနဲ့ပေးစားပြီးလဲစားခဲ့တယ်ဆိုတဲ့အသည့်ကလည်းကောသလမင်းကြီးရဲ့မာနကိုအစိမ့်လိုက်ခွဲလိုက်တယ်လို့မျိုးပဲခံစားလိုက်ရပါတော့တယ်။မင်းကြီးကအမျက်ဒေါသကြီးစွာနဲ့ငါ့ကိုလှည့်စားတဲ့တာဂီဝင်တွေကိုဘလို့နီးနဲ့မှငါခုတ်မလွတ်နိုင်ဘူးလို့ကြွေးကြော်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ချစ်လာစွာသောမိဖုရားကြီးဝါတပခတ္တိယကိုအဆောင်အယောင်တွေအားလုံးကိုရုပ်သိမ်းလိုက်ပြီးကျွန်မအစဉ်တန်းကိုနှိမ်ချပစ်လိုက်ပါတယ်။ဒါတော်ဝိတတူပကိုလည်းစစ်တင်နာပတိယာတုကိုလက်လွတ်လိုက်ရပြီးနန်းတော်ထဲမှာကျွန်တယောက်လိုမျိုးမျက်နှာငယ်ငယ်နဲ့နေစီခဲ့ပါတော့တယ်။နန်းတော်ကြီးတစ်ခုလုံးကလည်းတောကရိတ်တွေလှမ်းမိုးပြီးတော့အိမ်ဆက်တိတ်ဆိတ်သွားခဲ့တာပေါ့။အဲ့ဒီအချိန်မှာဒီအကြောင်းအရာတွေအားလုံးကိုသိမြင်တော်မူတဲ့မြတ်စွာဘုရားရှင်ကမင်းကြီးရဲ့ရင်ထဲမှာတောက်လောင်နေတဲ့အာဃာတမီးတွေကိုနှိမ့်သက်ပေးဖို့အတွက်ကိုကြွရောက်လာခဲ့ပါတယ်။မြတ်စွာဘုရားရှင်ကတည်ငြိမ်အေးချမ်းတဲ့အတန်တော်နဲ့မင်းကြီးကိုအခုလိုမျိုးမိန်ကြားတော်မူခဲ့ပါတယ်။မြတ်တော်မင်းကြီးတာဂီဝင်မင်းတွေကမင်းကြီးရဲ့အပေါ်မှာမလျော်ကန်တဲ့လဲစားမှုတွေလုပ်ခဲ့တာကတော့မှန်ပါတယ်။ဒါပေမဲ့စဉ်းစားကြည့်ပါဦး။ဝါတပခတ္တိယကမဟာနာမမင်းရဲ့သွေးသားအရင်ဖြစ်တယ်လို့မင်းကြီးနဲ့လည်းထိမ်းမြားထားတဲ့သူဖြစ်ပါတယ်။ဝိတတူပါဆိုတာကလည်းမင်းကြီးရဲ့သွေးသားအရင်ပဲမဟုတ်လား။လောကမှာအမေဘက်ကမျိုးရိုးထက်အဖေဘက်ကမျိုးရိုးကသာပိုပြီးတော့အရေးကြီးတယ်ဆိုတာအတင်မင်းကြီးသိမှာပါဆိုပြီးမြတ်စွာဘုရားရှင်ကမိန့်ကြားတော်မူလိုက်ပါတယ်။အဲဒီနောက်မှာတော့မြတ်စွာဘုရားရှင်ကကရဝါဟနဇတ်တော်ကိုဟောကြားပြီးအမျိုးဇတ်ထက်သွေးသားရင်ချမှုနဲ့သစ္စာတရားကသာပိုပြီးတော့အရေးကြီးတောင်းကိုဟောကြားတော်မူခဲ့ပါတယ်။အဲဒီတရားတော်ရဲ့အဆုံးမှာမင်းကြီးရဲ့ရင်ထဲကမာနတရားတွေကပြိုကျသွားခဲ့ပြီးမေတ္တာတရားတွေပဲပြန်လဲဝင်ရောက်လာခဲ့ပါတယ်။မင်းကြီးကလည်းသူ့ရဲ့အလင်းစလိုဆုံးဖြတ်ချက်အတွက်နောင်တရပြီးမိဖုရားကြီးနဲ့ဒါတော်ဝိတတူပါတို့ကိုမူလအဆောင်ရောင်တွေကိုပြန်ပေးစီခဲ့ပါတယ်။အဲဒီနောက်မှာတော့နန်းတော်ကြီးတစ်ခုလုံးအရင်လိုပဲပြန်ပြီးတော့နှွေးထွေးတာယာလာခဲ့ပါတော့တယ်။ဒါပေမဲ့ဝိတတူပမင်းသားရဲ့ရင်ထဲမှာတော့သွေးနဲ့ဆေးကြောမယ်ဆိုတဲ့ရန်ချိုးမီကနည်းနည်းလေးမှကိုမငြိမ်းသွားပဲအခွင့်အခါကောင်းကိုပဲစောင့်ဆိုင်နေခဲ့ပါတော့တယ်။ဝိတတူပမင်းသားအရွယ်ရောက်လာတဲ့အခါအာနာမမောတဲ့စိတ်ကအထုပ်အထိပ်ကိုပဲရောက်ရှိလာခဲ့ပါတော့တယ်။တစ်ဖက်မှာလည်းကောသလမင်းကြီးကအသက်အရွယ်ကြီးချင်းလာတာနဲ့အမျှတရားဓမ္မထဲမှာပဲအေးဆေးဆေးနေခြင်းလာပါတယ်။ဒီနေ့မှာတော့မင်းကြီးကမြတ်စွာဘုရားရှင်ကိုဖူးဖို့အတွက်ဒီကကာရရဏအမတ်ကိုအချမ်းရံပြုပြီးမြို့ပြင်ကပင်လုံအရက်စီကိုထွက်ခဲ့ပါတယ်။ဒါပေမဲ့ဒီကကာယရဏရဲ့ရင်ထဲမှာတော့သူဦးလေးစစ်သူကြီးဗန္ဓုလကိုကွက်မြက်ခဲ့တဲ့မင်းကြီးအပေါ်မှာနာကြီးချက်တွေအပြည့်ရှိနေခဲ့တာကိုတော့မင်းကြီးတယောက်မသိခဲ့ပါဘူး။
မြတ်စွာဘုရားရှင်ရှိတဲ့ကျောင်းဆောင်တဲ့ကိုမင်းကြီးတယောက်တည်းဝင်သွားတဲ့အချိန်မှာဒီကကာရရဏကအခွင့်ကောင်းယူပြီးမင်းမြောက်တန်စာတွေနဲ့စစ်တီတော်တွေကိုခေါ်ပြီးဝိတတုပမင်းသားစီကိုအပြေးအလွှာကိုပဲတွားရောက်ခဲ့ပါတယ်အရှင်မင်းသားအခုနန်းပလင်ကအရှင်မင်းသားအတွက်အစဉ်သင့်ဖြစ်ပါပြီဖေဟာဆိုပြီးဝိတတုပကိုဘရင်အဖြစ်တင်မြှောက်လိုက်ကြပါတယ်ဝိတတုပကလည်းသူ့ရဲ့နာကြီးချက်တွေကိုအကောင်ထဲဖော်ဖို့အဲ့ဒီအာနာကိုဝမ်းမြောက်ဝမ်းသာကိုပဲလက်ခံလိုက်ပါတော့တယ်မင်းကြီးကဖျားဖူးပြီးကျောင်းပြင်ကိုထွက်လာတဲ့အခါမှာတိတ်ဆိတ်ခြောက်ကပ်နေတဲ့မြင်ကွင်းကြောင့်အံ့ဩသွားခဲ့တာပေါ့သူ့ရဲ့မြင်းအဆောင်အယောင်နဲ့စစ်တီတော်တယောက်မှမရှိတော့ပဲမြင်းတစည်းနဲ့အလုံအကျွေးမိန်းမတယောက်ကိုပဲတွေ့လိုက်ရပါတော့တယ်သူ့ရဲ့သားနဲ့ယုံကြည်ရတဲ့အမတ်ကသူ့ကိုစွန့်ပစ်ပြီးနန်းလူသွားပြီဆိုတာကိုသိလိုက်ရတဲ့အခါမှာမင်းကြီးရဲ့နှလုံးသားကကြေကွဲမှုတွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်မောင်လာတဲ့အခါမှာမင်းကြီးကအာကိုရာရှာဖို့တူတော်ဆက်တဲ့အဇာတသက်မင်းရှိရာရသကြိုပြည်ကြီးစီကိုမင်းနဲ့ဒုံဆိုင်နှင်ခဲ့ပါတယ်ဒါပေမဲ့ကံကြမ္မာကမျက်နှာမตาခဲ့ပါဘူးရသကြိုမျိုးတကားတွေပိတ်သွားပြီဖြစ်လို့မင်းကြီးကမျိုးပြင်ကဇရက်အိုတစ်ခုမှပဲခိုလုံခဲ့ရပါတော့တယ်ခရီးပန်းလာတဲ့ဒဏ်အသက်ကြီးတာနဲ့စိတ်ဆင်းရဲမှုတွေကြောင့်တာဝတိပြည်ရဲ့ဘရင်မင်းမြတ်ကအေးဆက်လှတဲ့ဇရက်ဘော်ကဖုံမှုန်နေကြမှာပဲအထီးကျန်စွာနဲ့ကံတော်ကုံသွားခဲ့ရပါတယ်မနက်မိုးလင်းရောက်လို့မင်းကြီးရဲ့အလောင်းကိုတွေ့သွားတဲ့အဇာတသက်မင်းကအရန်ကိုဝမ်းနေသွားပြီးမင်းခံမင်းသားနဲ့ကောင်းကောင်းမွန်မွန်ကိုပဲတကြိုပေးခဲ့ပါတော့တယ်တာဝတိပြည်မှာတော့ဝိတတုဘကသွေးအေးတဲ့နှလုံးသားနဲ့နန်းတက်လာခဲ့ပြီးတဲ့နောက်သူပေးလိုက်တဲ့ပထမဦးဆုံးအမိန့်ကတော့ကပိလဝိဘီကတာဂီဝင်တွေရဲ့လေချောင်းသွေးကိုယူဖို့စစ်ချီတက်ဖို့ပဲဖြစ်ပါတော့တယ်။ຫນွေဦးရဲ့ပူပြင်းလာတဲ့နေမင်းရဲ့အရှိန်ကကပိလဝတ်နဲ့တာဝတိနေဆက်တစ်ခွင်လုံးကိုတဟုံဟုံတောက်လောင်နေစေခဲ့ပါတယ်။အဲ့ဒီလိုပူပြင်းလာတဲ့လေတူထဲမှာပဲဒိုင်းလွှာတန်းတွေမြင်းခွာတန်းတွေနဲ့ဝိတတုဘမင်းရဲ့စစ်တပ်ကြီးကတာဂီဝင်မင်းမျိုးတွေကိုအမြင့်ပြတ်ချေမုန်းဖို့အရှိန်အဟုန်နဲ့ကိုပဲခြိတက်လာခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာစစ်တပ်ကြီးရဲ့ရှေ့တက်လမ်းခုလက်ကအရေးမရှိတဲ့တစ်ပင်ကြောက်ကြီးတစ်ပင်ရဲ့အောက်မှာမြတ်စွာဘုရားရှင်ကငြိမ်သက်စွာတရင်သုံးနေတာကိုဝိတတုဘမြင်တွေ့လိုက်ရပါတယ်။ဘုရားရှင်ရဲ့ဘေးဘက်ဝန်းကျင်မှာစိန်လန်းတဲ့တစ်ပင်တွေရှိနေပါလျက်နဲ့ဘာဖြစ်လို့များဒီလိုပူပြင်းတဲ့နေရာမှာနေရတာလဲဆိုပြီးဝိတတုဘနားမလည်နိုင်ပဲအခုလိုမျိုးရှောက်ထားလိုက်ပါတယ်။အရှင်ဘုရားဒီတစ်ပင်ကအရေးလည်းမရှိသလိုအရန်လည်းပူလှပါတယ်ဘုရား။အရေးအာဝါဒကောင်းမွန်လာတဲ့တပည့်တော်ရဲ့နိုင်ငံနယ်ဇက်ကတစ်ပင်တွေအောက်မှာပဲတရင်သုံးတော်မူပါဘုရားဆိုပြီးရှောက်တင်လိုက်တဲ့အခါမှာတော့မြတ်စွာဘုရားရှင်ကဂယုဏအပြည့်နဲ့ဝိတတုဘကိုကြည့်ပြီးအတိတ်ပဲလေးနဲ့လှတဲ့စကားကိုအခုလိုမျိုးမိန်ကြားတော်မူလိုက်ပါတယ်။ရှိပါစေမင်းကြီးဆွေမျိုးတို့ရဲ့အရေးကသာအေးမြလှပါတယ်။အဲဒီစကားကဝိတတုဘရဲ့ရင်ထဲကိုမြားတစင်းလိုမျိုးထိုးဆိုင်သွားခဲ့ပါတော့တယ်။အော်ငါရဲ့အရှင်မြတ်ကသူ့ရဲ့ဆွေမျိုးတွေကိုကာကွယ်ဖို့အတွက်ဒိတ်တစိတ်ကြွလာတာပါလားဆိုပြီးအဲဒီလိုတွေးမိပြီးတဲ့နောက်မှာတော့ဘုရားရှင်ကိုအာနာတာကြောင့်မကျေနပ်တဲ့စိတ်တွေကိုအောင်အေးပြီးတပ်ပြန်ခောက်ခဲ့ရပါတယ်။ဒါပေမဲ့ရင်ဘတ်ထဲကရန်ညှိုးမိကတော့ငြိမ်မသွားခဲ့ပါဘူး။ဒုတိယအကြိမ်နဲ့တတိယအကြိမ်စစ်ချီတဲ့အခါမှာလဲလမ်းမှာဘုရားရှင်ကိုတွေ့ရပြန်တာကြောင့်အခုလိုမျိုးပဲတပ်ပြန်ခောက်ခဲ့ရပြန်ပါတယ်။မြတ်ဗုဒ္ဓကသူ့ရဲ့ဆွေမျိုးတွေဘေးဒုက္ခကနေလွတ်ဖို့အတွက်၃ချိန်တိုင်ကိုပဲဒါစီပေးတော်မူခဲ့ပါတယ်။စတုဒ္ဓအကြိမ်မြောက်အာယုံတက်တဲ့အချိန်မှာတော့လမ်းဘေးကတစ်ပင်ကျောက်အောက်မှာမြတ်ဗုဒ္ဓကိုမတွေ့ရတော့ပါဘူး။အတိတ်ကလောက်ခဲ့တဲ့အာကုသိုလ်ကံတွေကအကျိုးပေးဖို့အချိန်တန်ပြီဖြစ်လို့ဘုရားရှင်တွေတောင်မှဒါလိုမရတဲ့ဓမ္မသဘောကိုဆင်ခြင်ပြီးဇေတဝန်ကျောင်းမှာပဲစိတ်ငြိမ်စွာပဲနေတော်မူလိုက်ပါတော့တယ်။အဲဒီအခါမှာဝိတတုဘရဲ့စစ်တပ်ကြီးကသွေးဆာနေတဲ့ကျတစ်တွေလိုမျိုးကပိလဝိဘီတဲ့ကိုအရှိန်အဟုန်နဲ့စီးနှင်းပြီးတော့ဝင်ရောက်သွားခဲ့ပါတော့တယ်။မြို့ထဲမှာအော်ဟစ်တန်တွေဓာလန်ချင်းရိုက်ခတ်တန်တွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်။ဝိတတုဘကလည်းရန်ညိုမီတွေနဲ့အခုလိုမျိုးအမိန်ပေးလိုက်ပါတော့တယ်။အဖိုးတော်မဟာနာမနဲ့သူ့အနာကလူတွေကလွှဲရင်ဂျန်နဲ့တာဂီဝင်မှန်သမျှကိုခလေးကအစလူအိုအစုံအကုန်အစင်တက်ပစ်ကြ
ဆိုပြီးအဲ့ဒီလိုမျိုးအော်ဟစ်အမိန်ပေးနေခဲ့ပါတယ်အဲ့ဒီအခါမှာဒီဘေးနဲ့ရင်ဆိုင်ရတဲ့အခါမှာတာကီဝင်တချို့ကအတက်ကလွတ်ဖို့အတွက်ငါတို့ကတာကီဝင်မဟုတ်ဘူးမြက်ကိုကြိုက်ထားတဲ့သူတွေပါကျူပင်ကိုကြိုက်ထားရတဲ့သူတွေပါလို့ပြေးရသုံးပြီးတော့ရှောင်ရှားခဲ့ရပါတယ်ဒါပေမဲ့လည်းတာကီဝင်အမြောက်အများကဝိတတူဘရဲ့ဓာတ်တော်အောက်မှာအသက်ပြောက်ခဲ့ရပါတယ်ဝိတတူဘကအရင်ကကျိန်ဆိုခဲ့တဲ့အတိုင်းတာကီဝင်တွေရဲ့ပူနွေးလှတဲ့လေချောင်းသွေးနဲ့သူထိုင်ခဲ့တဲ့ပြင်ချက်ကိုစေးကြောပြခဲ့ပါတယ်အောင်ပွဲရပြီးတဲ့နောက်မှာအဖိုးဖြစ်သူမဟာနာမမင်းကိုဖမ်းဆီးခဲ့ပေမဲ့တာကီဝင်တို့ရဲ့မာနကတော့မဟာနာမမင်းရဲ့ရင်ထဲမှာမတည်သေးပါဘူးဂျွန်မကမွေးတဲ့မြေးဖြစ်သူနဲ့တဝိုင်းတဲ့အတူတူစားရမယ့်အချက်ကိုမခံနိုင်တာကြောင့်မဟာနာမမင်းကရေချိုးမယ်လို့အကြောင်းပြပြီးရေကန်တဲကိုခုန်ဆင်းပြီးတော့မိမိကိုမိမိအဆုံးစီရင်သွားခဲ့ပါတော့တယ်သွေးရောင်လွှမ်းနေတဲ့ကပိလဝတ်ပြည်ရဲ့ကောင်းကင်ယံမှာနေမင်းကြီးဝင်သွားတာနဲ့အမျှတစ်ချိန်ကခံညာထဲဝါခဲ့တဲ့တာဂီဝင်မင်းမျိုးနွယ်တွေကလည်းတမိုင်းတဲကနေပြီးပျောက်ကွယ်သွားခဲ့ရပါတယ်ဝိတတူဘကတော့တာဂီဝင်တွေရဲ့သွေးနဲ့ရန်ညှိုးကိုစေးကြောနိုင်ခဲ့ပြီးဆိုပြီးမန်တက်ပြီးတော့တာဝတိပြည်ကိုပြန်လာခဲ့ပါတော့တယ်လန်ကူလက်ကအစီယဝတီမြေကမ်းနားကိုရောက်တဲ့အခါမှာနေဝင်ကြီးတရောဖြစ်နေတာကြောင့်မြေဘေးကတဲတောင်ပင်ကြီးအပေါ်မှာပဲစစ်တပ်ကြီးကိုအနားယူစခန်းချစေခဲ့ပါတယ်အဲ့ဒီညမှာဝိတတူဘနဲ့အဖွဲ့သားတွေကအောင်ပွဲအချိန်နဲ့တောက်စားမှုရစ်ပြီးတဲတောင်ပင်ပေါ်မှာနှစ်ချိုက်ကိုပဲအိပ်ပျော်နေကြပါတယ်ဒါပေမဲ့မြေအထက်ပိုင်းမှာမိုးသေးထန်စွာရွာသွန်းနေလို့မြေရီတွေကအရှိန်တွေနဲ့တက်လာနေတာကိုသူတို့တယောက်မှမသိခဲ့ကြပါဘူးတကောင်ရန်အချိန်မှာတော့ရုတ်တရက်ဆိုသလိုပဲကြောက်စရာကောင်းတဲ့ရေစည်းတန်ကြီးကမိုးကြိုးတန်လိုမျိုးဟင်းဟောက်လာပါတော့တယ်အစီယဝတီမြေရီကအမျက်ထွက်နေတဲ့ငကားမင်းလိုမျိုးပဲကံလုံးညွတ်တက်လာပြီးတဲတောင်ပင်ပေါ်ကိုဒေါသတကြီးကိုပဲစီးဆင်းလာခဲ့ပါတော့တယ်အဲ့ဒီအခါမှာရေလှမ်းကြီးတွေရဲ့ဝါမျိုးမှုအောက်မှာဝိတတူဘရဲ့စစ်တပ်ကြီးတစ်ခုလုံးခဏတွင်းချင်းမှာပဲနစ်မြုပ်ပျောက်ကွယ်သွားခဲ့ရပါတော့တယ်မာနာကြီးလာတဲ့ဝိတတူဘမင်းနဲ့သွေးဆွန်ခဲ့တဲ့စစ်တပ်ကြီးကစက္ကန့်ပိုင်းအတွင်းမှာပဲမြေရီထဲမှာပေါ်ဝဲစိတ်တွေလိုမျိုးလွင့်စင်ပြီးပါသွားခဲ့ရပါတော့တယ်မနက်လင်းလို့နေထက်လာတဲ့အခါမှာတော့မြေကမ်းနားမှာစစ်တီတော်တယောက်မှမကြံတော့ပဲဗလာကျင်းနေတဲ့တဲတောင်ပင်ကြီးလိုမျိုးပဲဖြစ်နေခဲ့ပါတယ်ဒါကသူတစ်ပါးကိုတတ်တဲ့သူကကိုယ်တိုင်လည်းပျက်စီးရတတ်တယ်ဆိုတဲ့ကံတရားရဲ့အဖြေပါပဲမြတ်စွာဘုရားရှင်ကအဲ့ဒီအကြောင်းအရာကိုသိမြင်တော်မူတဲ့အခါမှာပန်းတွေကိုစွတ်ခူးလို့မယောင်ရဲနိုင်တဲ့သူကိုဒီမင်းကရေကြီးတဲ့မြစ်ရေလိုမျိုးပဲဝါမျိုးယူဆောင်သွားတတ်တယ်ဆိုပြီးကာရာဖွဲ့မိန်ကြားတော်မူခဲ့ပါတော့တယ်တာဝတိပြည်ထဲမှာတော့လူတွေကတာကီဝင်တွေအသက်ခံရတဲ့အပေါ်မှာအယံကိုစိတ်မကောင်းကိုပဲဖြစ်နေခဲ့ကြပါတယ်ဒါကိုမြတ်စွာဘုရားကသိတဲ့အခါမှာယဟန်တွေကိုစုဝေးစေပြီးကံတရားရဲ့အကြောင်းကိုအခုလိုမျိုးဟောပြောရှင်းပြခဲ့ပါတယ်ချစ်သားယဟန်တို့တာကီဝင်တွေရဲ့အဖြစ်ဆိုးဆိုတာဒီဘဝအမြင်နဲ့ကြည့်ရင်မဖြစ်သင့်ဘူးလို့ထင်ရပေမဲ့သူတို့အရင်ဘဝကလုပ်ခဲ့တဲ့ကံနဲ့ရှင်မယ်ဆိုရင်တော့ထိုက်တန်တဲ့အကျိုးပေးပဲအဲ့ဒီမှာဖုံးကွယ်နေတဲ့အမှန်တရားကပေါ်ပေါက်လာခဲ့ပါတော့တယ်အရင်ဘဝတစ်ခုတုန်းကအဲ့ဒီတာကီဝင်တွေကမြစ်ရည်တဲကိုအစိတ်တွေအစုလိုက်အပြုံလိုက်ခက်ခဲ့ကြဘူးပါတယ်အဲ့ဒီတုန်းကသူတို့ခက်ခဲ့တဲ့အစိတ်တွေကြောင့်မြစ်ရည်တောက်မိတဲ့တတဝါတွေအကုန်လုံးအခုတာကီဝင်တွေလိုပဲအုပ်စုလိုက်ကိုဒေဆုံးခဲ့ကြဘူးပါတယ်အဲ့ဒီအကုသိုလ်ကံကအခုအခါမှာဝိတတူဘရဲ့ဓာတော်အဖြစ်ပြောင်းလဲပြီးသူတို့ကိုပြန်နှိပ်စက်လိုက်တာပါပဲမြတ်စွာဘုရားရှင်ကလူတွေရဲ့မေလျှောတတ်တဲ့သဘောနဲ့တေမင်းရဲ့ရက်ဆက်ပုံကိုနှိုင်းရှင်ပြီးဂါရာတော်ကိုရွတ်ဆိုခဲ့ပါတယ်ပန်းလှလှလေးတွေခူးရင်တာယာနေတဲ့သူကကိုမေလျှောနေတယ်လို့ပဲကာမဂုဏ်တွေထဲမှာမေလျှောနေတဲ့သူတွေကိုတေမင်းကရေလန်းကြီးတွေလိုမျိုးမညာမတာသိမ်းယူသွားတတ်တယ်ဆိုပြီးဂါရာဖွဲ့ဟောကြားတော်မူလိုက်ပါတယ်ကဲမိတ်ဆွေတို့ရေဒီတနေ့ကျွန်တော်တင်ဆက်ပေးခဲ့တာကတော့မြတ်စွာဘုရားရှင်ရဲ့ဆွေမျိုးတော်တွေဖြစ်တဲ့တာကီဝင်မင်းတို့ရဲ့အဖြစ်ဆိုးကြုံခဲ့ရတဲ့ဝိတတူဘမင်းရဲ့ရက်ဆက်ပုံအဲ့ဒီအကြောင်းတွေကိုဗိဒကဒေါ်လာစာပေတမိုင်းစာပေတွေကိုလေ့လာပြီး
ကျွန်တော်ပြန်လဲတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဲ့ဒီကြောက်စရာကောင်းလာတဲ့ရန်ညိုးတွေကြောက်စရာကောင်းတဲ့မာနတွေကြောက်စရာကောင်းတဲ့လှည့်စားမှုတွေကြားထဲမှာကျွန်တော်တို့ဒီဇလန်းကိုကြည့်ပြီးတော့သင်ခန်းစာယူစရာတွေကအများကြီးကိုပဲရှိနေခဲ့ပါတယ်တာဂီဝင်တွေရဲ့အတိတ်ကကံကဘလောက်ပဲမကောင်းခဲ့ပါစေဒီဘဝမှာသူတို့သာမာနကိုလျှော့ပြီးအမှန်တိုင်းကိုပဲပြုမှုဆောင်ရွက်ခဲ့မယ်ဆိုရင်အခုလိုမျိုးအဖြစ်ဆိုးကြုံခဲ့စရာမရှိဘူးဆိုတာကိုကျွန်တော်စဉ်းစားမိပါတယ်မိတ်ဆွေတို့အနေနဲ့ဒီဇလန်းလေးကနေပြီးတန်ဝေကရစရာတရားဓမ္မအကြောင်းလေးတွေရှိခဲ့ခြင်းကျွန်တော်ရဲ့ဗီဒီယိုလေးရဲ့အောက်ဘက်မှာမှတ်ပေးခဲ့ကြပါအောင်ခင်ဗျာကျွန်တော်ရဲ့အခုဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like လုပ်ပေးပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါဦးကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ